မင်္ဂလာပါနှုတ်ဆက်လိုက်ပါ မင်္ဂလာပါ ခါကြီးစီလေးတွေနဲ့ပြကြီးစီလေးနော်ကထောင်ပုံစံလေးလေပင်ကလည်းလေတောင်ပုံစံလေးဒီဇိုင်းလေးတော်တော်လေးလှတယ်နော်ဒီနေရာကျသူကဖြက်ဆက်ကုန်မှာသူကရင်ကန်ဒီဇိုင်းလေးနဲ့တွဲဝတ်ထားသလိုမျိုးလေးအရာတာပေးတာနော်တော်တော်လေးလှတယ်နော်သူကအင်ဂျီက16တဲ့ခြုံပါနော်စကတ်က4တဲ့ခြုံပါနော်အဲ့တော့ဒီအထည်အားလုံး20ကိုတနန်းမှာပဲအစအဆုံးချုပ်တာနော်အိမ်မှာချုပ်ဖို့အတွက်ကိုအင်စာလုံးဝမပေးဘူးနော်ဒါပေမဲ့ပိတ်ညက်တာလေးတွေဗာလေးတွေတော့အိမ်မှာနည်းနည်းပါးဝိုင်းလုပ်ပေးရတယ်နော်စင်ပြေလား စစ်ပြေ တကယ်တက်တယ်လို့ရောခံစားရလား ခံစားရတယ် နော် ဘာမှမချုပ်တဲ့လူလေးအခြေခံဘာတစ်ခုမှမသိဘူး စက်နေကနေမှစပြီးတော့တနန်းတက်တဲ့သူနော်ဘာမှဝမသိတာနော်ဒါပေမဲ့ဒီလိုမျိုးလှလှလေးတွေအိမ်ပြီးလာတဲ့ခါကျတော့ကိုယ့်ကိုအရန်တော်နေတယ်လို့ခံစားရတယ်မလား ပျော်လေပျော်တယ် ဟုတ်တယ်နော်ငွေတွေလည်းအများကြီးဝင်အောင်လို့ပြန်ရှာနိုင်မယ်လို့ကိုယ့်ကိုယုံကြည်မှုတွေဖြစ်တယ်နော်တနန်းပြရနဲ့ဆိုင်ဖွင့်ပါ ဆန်ဖွင့်ပါ နော်ဟိုရက်ကွက်ထဲကလူတွေအကုန်လုံးကိုလည်းကိုတွေကကြော်ညာထားပြီလား ကြော်ညာထားပြီး အမျိုးတွေကတော့စပြီးတော့လင်းနဲ့အပ်နေပြီ ကိုဝိတ္တလေးတွေသဘောကျနေကြ ပုံစံတူလေးတွေလက်ခံပေးလို့ရတယ်နောက်ပြီးတော့ပုံစံတူလေးတွေလက်ခံတဲ့အခါကျလို့ရှိရင်တော့ကိုကနည်းနည်းချုပ်ခါတော့ပို့ယူမှရမယ်နော်ဒီလိုမျိုးဒီဇိုင်းတွေဆိုတာကသူကချုပ်တဲ့ခါကျနည်းနည်းအချိန်ပေးရတယ်လှတော့လှတယ်လေနော်ရင်မုံရည်စီလောက်ဆိုလို့ရှိရင်တစ်စေးပေါ့ဒီလိုလှလှလေးဆိုရင်တစ်စေးပေါ့နော်အဲ့လိုချုပ်ပြရမှာဒီထည်လေးဆိုလို့ရှိရင်ဒါကသူက no bra မဟုတ်ဘူးဒါပေမဲ့ရလက်ကလုံးဝ no bra ဝတ်ထားသလိုမျိုးကတ်ချက်ပြီးတော့နော်အရန်အဆင်ပြေတယ်နော်ဒီအိမ်လေးမှာကတောင်လေးပါနည်းနည်းပါဘေးလေးမှာထောင်လေးပါတယ်နော်ဒီအိမ်လေးတော်တော်လှနော်basic special အတန်းကိုတက်တယ်ဆိုပေမဲ့ရသွားတဲ့ပညာတွေကအမြင့်နေပြီပဲเนาะရှင်ကန်လည်းပါတယ်ဇာဘာလည်းပါတယ်เนาะဒီလိုမျိုးဆိုလို့ရှိရင်ဒါလေတောင်ဒီဇိုင်းတွေကော်လာဒီဇိုင်းတွေ shirt တွေ stick တွေအားလုံးเนาะတော်တော်များများပါတယ်စကားလေးပါနည်းနည်းပြောပါဦးခေါင်းမညစ်အဲ့ဒီနေ အကုန်လုံးကကောင်းနေတော့ဘာပြောလို့ပြောမလဲမသိတော့ ပြည့်စုံနေတော့ဟုတ်ပဲလိုက်နေနော်အများကြီးရမှာအထက်လက်ခံတဲ့ခါကျလို့ရှိရင်ပညာစုံစုံလေးလေးရှိတဲ့ခါကျတော့ကွာဘဲထဲလာလာညင်းစရာမလိုတော့ပေါ့နော်